Hello, cô ý là ညီမလေးအမေငါညီမထူးထူးဆန်းဆန်းဖုန်းလေးပါဆက်လို့ပါလားဒီကလေးမလေးမဟုတ်ဘူးလို့နေပြီနဲ့ hậu bảo cô ý nó là thế mà nhưng mà lý rồi cháu bây giờ mà lý vào lấy lại cao mà là cô ý phong sẽ lấy đà bà ကောင်းတာပေါ့ညီမလေးရဲ့ကိုကြီးကလည်းငါညီမလေးကိုလွမ်းနေတာဒါနဲ့ညီမလေးကဘယ်တော့လောက်ပြန်လာမှာလဲကိုကြီးဒီမှာညီမလေးတို့ပြင်ဆင်စရာရှိတာပြင်ဆင်ထားအောင်လို့ပါ တိကျတော့မသိသေးဘူးကိုကြီးဒါပေမဲ့နောက်ပတ်ထဲတော့လာဖြစ်မယ်ထင်တယ် ဟုတ်ပါပြီဗျာ အဲ့ဆိုရင်ဒါပဲနော်ကိုကြီး ဟုတ်ပြီညီမလေးစားစားရခီးစားအောင်တော့ ဟုတ်ကိုကြီး လောကရက်လေကွာချမ်းသာရင်သူတွေကြတော့လေချမ်းသာပြီးရင်ချမ်းသာပြန်ငါနဲ့ကြတော့လေတနေ့လုံးမှတနေ့စားရတယ်ဘဝပါလားပြောရင်ပစိန်ရကျိုးပြန်ပြီအလောက်ကမလောက်ရသေးဘူးပတ်စံလည်းထွက်အောင်မေမဖြစ်သေးပါဘူးကိုမျိုးဆိုင်မှာမနှက်ပြန်ပစိန်တစ်လက်အသက်သွားဝယ်အောင်မညီမလေးကလည်းကြားလိုက်တော့ကွာလမ်းမှာတခုများဖြစ်နေလားမသိပါဘူး ကိုကြီး ညီမလေးတော်ရရပါညီမလေးရဲ့ကိုကြီးကငါညီမလေးလမ်းမှာတခုခုများဖြစ်နေပြီလားလို့စိုးရင်လိုက်ရတာ စိတ်မပူပါနဲ့ကိုကြီးရဲ့ဒီလမ်းတွေကညီမလေးဟိုးငငယ်လေးတွေကသွားလာနေခဲ့ရပါ ဒါပေမဲ့ညီမလေးရဲ့ငါညီမလေးကအရင်လိုကလေးမမဟုတ်တော့တာကိုကြီးကစိတ်ပူရတာပေါ့ ဟုတ်ပါပြီကိုကြီးရဲ့ညီမလေးအခုဘိုက်စားလာကိုကြီးပါချက်ထားလဲကိုကြီးလက်ရမစားရကြပြီ အဲ့တော့ဘာမှမပူပါနဲ့ဒီနေ့ဟောဒီကကိုကြီးရဲ့ညီမလေးပြန်လာမှသိလို့ညီမလေးကြိုက်တာတွေကြီးပဲချက်ထားတယ်ကဲလာကိုကြီးတို့အိမ်ပြန်ရအောင် ကိုကြီးဘာတွေလုပ်နေရလဲ ညီမလေးနိုးလာပြီလားဒီမှာဆိုင်တွက်စင်းနေလုံးနေရပါဗျာဗါလဲညီမလေးဘိုက်စားနေပြီလား မဟုတ်ပါဘူးကိုကြီးရဲ့ကိုကြီးကိုဘာဝိုင်းကူလုပ်ပေးရမလဲလို့မေးမလို့ပါ အမေတဲလိမ်မာလိုက်တဲ့ငါညီမလေးအဲ့ဆိုညီမလေးဆိုင်ခဏစောင့်မိထားအောင်နော်ကိုကြီးတကြီးအိမ်ဖက်ခဏသွားလိုက်အောင်မယ် ဟုတ်ကဲ့ပါကိုကြီးရဲ့ကိုကြီးစိတ်ချလက်ချသွားညီမလေးဆိုင်ဆောက်ထားပေးမယ် လှလိုက်တာကွာ အကိုခေါ်နေလေ ဟုတ်ကဲ့ကျွန်တော်ပစိန်တစ်လက်လောက်ပြပေးပါ ဟုတ်ခဏဆောင်နော် ချစ်စရာလေးကွာသူမျက်နှာလေးကြီးငါနှလုံးပုံစံလေးဘာကြောင့်မြန်လာလဲတန်မောင်းကြီးဒီရောင်မင်းရေကောင်လုံးနိုင်တဲ့သူရှိနေရ ဒါမျိုးဆိုအဆင်ပြေလားရှင် ဟုတ်ရပါတယ်ဘယ်လောက်ကြလဲမသိ 2400တောင်ပါ ဟုတ်ကဲ့ပါဗျဒါနဲ့ညီမလေးကိုဒီရောင်မှာတစ်ခါမှမတွေ့မိတယ်လို့ပဲနော်ကိုမျိုးနဲ့ပါတော့ရလဲ ဟုတ်ညီမကကိုမျိုးရဲ့ညီမပါမြို့မှာကျောင်းသားတက်နေလို့မသိမိရဖြစ်မှာပါအခုကျောင်းပိတ်လို့ရွာကိုအလဲပြန်လာတာ ဒါနဲ့နာမည်ဘယ်လိုခေါ်လဲ နှင်းပွပါရှင် အခုနာမည်လည်းမှတ်ထားနော်ကိုတန်မောင်းနဲ့ညီမလေးကိုညီလိုတာရှိရင်လေအကိုကိုပြောနော် ဟုတ်ကျေးဇူးပါ အမေတားဒီမှာအမေတို့ကခောက်ဆွဲကြော်ဝယ်လာတယ်အမေထားတော့လေညနေဆောင်အိတ်နေတာလားအမေလောက်ကြပါအောင်ဗျာကျွန်တော်အမေခေါ်လို့မရတော့ဘူးတန်မောင်းရေတန်မောင်း ဒီကမောင်လေးကလူနာနဲ့ပါတော်ရလေရှင် ကျွန်တော်အမေပါကျွန်တော်အမေကိုရအောင်ကုပေးပါနော် လူနာရဲ့အခြေအနေကိုဖက်ရှိတော့မသိရသေးဘူးရှင်ရော့ဒီမှာရှင့်မေရဲ့လိုအပ်တဲ့စီစဉ်နေအောက်ကကောင်တာမှာမြင်မြင်လေးတော့ပဲလိုက်နော် ဆ iam မအခန်းထဲမှာ200နှစ်ကလူနာတော်ကြီးပြအတွက်ဆေးလာဝယ်တာပါ စာရွက်လေးချက်ပြပေးနော်ရှင့်နာခုံတန်းလေးမှာခဏထိုင်ဆောက်ပေးနော်လူနာရှင်ကိုတော်ရင်ရှိတာ ဟုတ်ရှိပါတယ် တာကြီးပြတဲ့စီးရပြီနော် ဟုတ်ဘယ်လောက်ကြလဲဗျ စုစုပေါင်း14,900ကျပ်ပါရှင် ဆ iam မဝယ်ခိုင်းတဲ့ဈေးတွေဒီမှာရပြီဗျ ဟုတ်ကိုသူတွေလူနာရဲ့လက်ရှိအခြေအနေကိုမသိရသေးတဲ့အတွက်ကြောင့်လူနာချင်းနေပုံမူတည်ပြီးခွဲစိတ်ရင်ခွဲစိတ်ရနိုင်တယ်အဲ့အတွက်ကုန်ကျစရိတ်ပိုများသွားနိုင်တယ် တကယ်လို့ဒါအမေခွဲစိတ်ဖြစ်ခဲ့ရင်လိုအပ်မဲ့ငွေတွေငါကြိုရှာထားရမယ်
သူရိန်အဆင်ပြေရဲ့လားဆီယမဘာပြောလဲကြီးကြီးချင်းနေသိရပြီလား အေးအချင်းနေရပဲဆ iam မကတော့ပြောတယ်ခွဲစိတ်ရင်လည်းခွဲစိတ်ရမယ်တဲ့အဲ့အတွက်လူလာမဲ့ကုန်ကြစိတ်ငါကြိုရှာထားရမယ်တန်မောင်းမင်းကမေကိုတစ်ချက်လောက်စောက်ကြည့်ထားပြီနော် အေးသူရိန်မျက်လုံးဆရာရှိရဆက်လို့မင်းမေတို့မပူနဲ့ငါစောင့်ပေးနေမယ်နောက်ပြီးမင်းမေခုလိုဖြစ်နေတဲ့အချိန်ဖျားသွားပြီးကုသိုလ်လေးပါလေးတုတ်ခဲ့ အရှင်ဘုရားတပည့်တော်အမိအမြတ်ဆုံးသက်သာပါစေ ရောက်နေဒီမြက်လုံးကြဟာရွာတဲ့တယောက်ယောက်မြင်သွားရင်ငါတို့အကျင့်တွေအကုန်ပေါ်ကုန်ပြီ ကြီးဒီမှာတက်တာလုံးတွေ့တယ် ဖျောက်အောင်သူတို့ပြောဟာ ဟမ်အနောက်မှာလူတန်းနေကြားနေပါလား ဟာဟိုကဘာလုပ်လဲဟာ တကြီးငါ့ကိုတွေ့သွားပြီထင်တယ် ဖျောက်သူတွေအမရက်ဆန်းမင်းဘာလဲလောက်တာလဲ ကျုပ်အမေစေးုံတင်ထားရလို့အမေအတွက်ဖျားလာဆူတောင်းပေးတာပါ မင်းငါတို့လောက်ရတွေမြင်သွားရမလားမမှန်ပြောစမ်း တကြီးကျုပ်ဘာမှမသိဘူး မမှန်ပြောသားမှာသူတွေညာမင်းကဒီကိစ္စကိုနှုတ်ပိတ်ထားမယ်ဆိုရင်မင်းမေခုတက်နေတဲ့စေးရုံစည်းကိုငါတာဝန်ယူရယ် တကြီးတကယ်ပြောတာလား ငါမင်းကိုလုံမမလားသူတွေညာမင်းကဒီကိစ္စကိုဘာမှမသိသလိုပဲမှတ်လိုက်တကယ်လို့သာဒီကိစ္စကိုမင်းကြောင့်ရွာရဲလူတွေသိသွားရင်မင်းတို့တောင်းမိတခါတည်းလက်စဖျောက်ပလိုက်မယ်ကြားလားလိမ္မာစမ်းမှာသူတွေညာ ဟုတ်တကြီးကျုပ်ကိုတောခွင့်ပြုပါအောင် အေးငါပြောထားရင်မှတ်ပြီပါစေနော်သူရဲ့ တကြီးကျွန်တော်ရောက်ပြီ အေးအော်မင်းလာနေအတော်ပဲငါသူရင်ဆိုတော့ကောင်လုံးဝစိတ်မချဘူးဒီကယ်လို့လားဒီကိစ္စကိုသူရင်ဆိုတော့ကောင်ဖွင့်ချလိုက်မယ်ဆိုရင်ငါတို့တောင်းအောင်လို့ခွေးပြစ်မှာ ဒါဆိုတကြီးကျုပ်တို့ဘာဆက်လုပ်ရမလဲ နေသောမဟုတ်ကွာငါကြံမမယ်ငါပြောသလိုလို့ မိမထားပါဦးမိမရေ ယောက်ျားရှင်ဘာမှမဖြစ်ဘူးနော်ကျမတို့သားမီးကရှင်ကိုတတိရနေတာရှင်ဘယ်တော့ပြန်လာမှာလဲ ငါမင်းတို့တားမိစီပြန်လာလို့မရတော့ဘူးဘဝတွေကချားသွားပြီအခုငါရေးကြည့်တဲ့ကိစ္စလာပြောတာမင်းသားဒုက္ခရောက်နေပြီ ဟမ်ကျမသားလေးဘာဖြစ်လို့လဲ လူတချို့ရဲ့မတမာမှုကြောင့်မင်းသားလေးဒုက္ခရောက်တော့မယ်မင်းအမြန်ထားမှရတော့မယ် တန်မောင်းငါမေတတိရလာပြီလား ခုတည်းရသေးမြသေးဘူးသူရိန် ဆရာဝန်တွေကရောဘာပြောသွားသေးလဲ ဆရာဝန်တွေကတော့မင်းမေချင်းတွေကိုတိတ်အားမရောက်လို့ပြောသွားတာပဲ ဒုက္ခပါပဲတန်မောင်းရာငါဘယ်လိုလုပ်ရမလဲ စေးထားပါသူရိန်ကကြီးကြီးရဲ့ကန်တွေကလည်းရှိသေးရပဲ မင်းခဏစောင့်အောင်နော်ငါအမေကိုညာအိတ်ဆောက်ဖို့လိုတဲ့ပစ္စည်းတွေပြန်ယူလိုက်အောင်မယ် ဖျောက်သူတွေ ဟာတကြီးတန်ပါလားလူတွေလည်းအများကြီးတကြီးဘာကိစ္စရှိလို့လဲ မင်းကအဲ့ကျင်အောင်စောင့်တာလားရွာထက်ရဇေဒီဖောက်တဲ့ကိစ္စနဲ့မင်းကိုလာဖမ်းတာ တကြီးကျွန်တော်ဘာမှမသိဘူးလေ မင်းကပြောင်းလဲကျင်တာပဲဖျောက်အော်အိမ်ထဲဝင်ရှာစမ်း ငါသာအားလုံးကိုအမှန်တိုင်းချပြလိုက်ရင်ငါမေအသက်ဆုံးရှုံးသွားမှာ တကြီးဒီမှာတက်တာလေးတစ်လုံးဘာထက်တာလဲမသိဘူး အေးဒီကိုယူလာခဲ့ဟာဒါငါတို့တရားလုံးအမြတ်တနိုးထားတဲ့မော်ဝင်ဗရံများကြီးပဲဖျောက်သူတွေမင်းရုံညံလှကြည့်လားကွာဒါငါတို့တရားလုံးအမြတ်တနိုးထားလို့ဓာတ်ထက်ကဇေဒီထဲမှာခမနာထည့်ထားတာကွာ အခုပြည့်နေတဲ့ပြဿနာကခမရတို့ထင်တယ်လို့မဟုတ်ပါဘူး အဲ့တော့သူ့ရဲ့မင်းကလက်ပွေးလက်ချက်မိရတော့ငင်းညင်သေးရလားဒီကောက်တစ်ခါရောက်ခေါ်ခဲ့